là su bom bị đó lại ở lưu đánh trả ra tất cả để ăn mà con là vậy hôm nào cái cái đó mà để trả ra một lá trả ye chơi lấy phê mẹ u tân ông mà đại anh ta rồi tất cả để ăn mà con là tất cả số ra dùng gì chiến lược biểu ra tất cả số ra dùng gì ra ba個用gì ra lệ thầy dùng để dùng tăng dùng thay vậy càng càng ya cho có dùng gì miền nô để địa có tất cả địa đồ khó để ba địa thầy dùng để dùng thay vậy tăng dùng càng càng ya cho ý ngam yo thầy dùng nhất tăng tất cả số ra dùng gì ra dùng gì để địa có lắc cảnh tham bị tất cả là đi cái này số bom bị rồi lưu đan này là tất cả đời đi ở cái tất cả đời cái này bằng của cũ này mà lại ở tất cả đời cái gì chỉ ra nó được không tất đó đi về sen tất cả số đấy tất cả ha phản này đủ là số yên hai thọ đi tất cả đi về sen tất cả đời số là lần này đủ đấy tất cả đời cái phản này đủ lần này đủ đấy lẽ bà đấy bộ cô cả giờ na sinh cháu có yêu lôi ya đang bố trí ra việc gì để đuổi lẽ bà đấy bộ cô cả có yêu lôi ya lẽ mà bà đấy bộ cô có yêu lôi ya mà là đi lâu về nhớ rồi về chuyện ta na rồi đuổi mà lấy về tila tamari penya dana tila bhavana số đấy cô đồ con mu đi hú đồ giờ na sinh cháu đuổi cô u tânတို့တရားဓမ္မတွေရဲ့တန်တမာရှိတဲ့တတ္တာတရားဒီဟုသောလက်ပါတဲ့အတွက်ဒါကြောင့်ယခုလိုကောက်ယူခွင့်ရကြတာမှန်ရလားဗျာအေးဒီကနေ့ကုသိုလ်ကောင်းမှုတွေကိုစုပေါင်းပြီးတော့ပြုလုပ်နေကြတာဟာဒါနှစ်သက်ကိုကြိုးဆိုတာဘာကိုကြိုးဆိုမြန်မာနိုင်ငံမှာဆိုရင်တော့ဒီကနေ့သကြံအကျိုးနေ့ပေါ့နှစ်သက်ကိုကြိုးဆိုကြတကူလည်းပဲတိုင်းတစ်ပါးရောက်ညီကိုမောင်နှမဆွေမျိုးသားချင်းတရားဓမ္မပေါင်းသူတော်ကောင်းတို့ကလည်းပဲစုပေါင်းပြီးတော့ရှင်ပြုယဟန်ကံပွဲဘုဒ္ဓကောင်းမှုကိုပြုလို့အားထုတ်ကြလူရန်မွေရာဖျားဖျားတော့ပြန်ဆက်ကလူရန်ကြတယ်ဆိုတာဒါကောင်းမှုနဲ့နှစ်သက်ကိုကြိုးဆိုတာမှန်ရလားဗျာဒီချိန်ဒီကာလကိုဒီအခါကိုဘာလို့ခေါ်တယ်လဲဆိုရင်သင်္ကြန်လို့ခေါ်တယ်တဲ့ဘာလို့ခေါ်သင်္ကြန်ဆိုတာကသင်္ကန္တဆိုတဲ့အပုဒ်ကလားသင်္ကန္တဆိုတဲ့ပါဠိပုဒ်ကလားသင်္ကန္တဆိုတာရွေလျားခြင်းပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရသင်္ကန္တဆိုတာရွေလျားခြင်းပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရအဲ့ဒီသင်္ကန္တပုဂ္ဂိုလ်အများခေါ်ကြတာသင်္ကြန်လို့ဒီလိုခေါ်တယ်ပြောင်းလဲသွားမယ်လေ1386ခုကနေပြီးတော့1389ခုကိုပြောင်းမှာမဟုတ်လားဗျာနှစ်ဟောင်းကုန်ပြီးတော့နှစ်သက်ကိုပြောင်းတာအဲ့ဒါကိုသင်္ကန္တသင်္ကြန်လို့ဒီလိုခေါ်တာအများသိတာကပါတယ်လေဦးဇင်းတို့မြန်မာနိုင်ငံမှာကောအများသိကြတာသင်္ကြန်ဆိုရေပတ်မယ်ဒါပဲသိတယ်မဟုတ်လားဟုတ်တယ်မဟုတ်လားဗျာသင်္ကြန်ဆိုတာရေပတ်မယ်မဟုတ်ဘူးဗျာသင်္ကြန်ဆိုတာသင်္ကန္တပုဂ္ဂလာတာပြောင်းလဲခြင်းနဲ့နှစ်ဟောင်းကုန်ပြီးတော့နှစ်သက်ကိုပြောင်းတာအဲ့ဒါကိုသင်္ကန္တသင်္ကြန်လို့ခေါ်အဲ့လိုနှစ်ဟောင်းကုန်ပြောင်းနှစ်သက်ကိုကြားရောက်တဲ့အချိန်ခါမှာဦးဇင်းတို့မြန်မာတိုင်းသားညီကောင်မောင်နှမဆွေမျိုးသားချင်းတရားဓမ္မပေါင်းသူတော်ကောင်းတို့ကဒီကနေ့ကောင်းမှုပြုပြီးတော့နှစ်သက်ကိုကြိုးစိုးတယ်ဆိုတာမှန်တယ်မဟုတ်လားဗျာမှန်တယ်တယောက်ကတယောက်အတိပဲတတိပဲပြီးသကလာတယောက်နဲ့တယောက်စီလုံးညီညွတ်ပြီးတက်ဆွမ်းတယ်လို့သူကနည်းနည်းငါကနည်းနည်းနဲ့စုပါများလာတဲ့အခါကျတော့ယခုလိုကောင်းမှုထူးကြီးအောင်မြင်မသွားဘူးလားအောင်မြင်မသွားဘူးလားဗျာဒါကြောင့်မြတ်ဗုဒ္ဓက
မာဝမညတပုံညတနာဂမံအာဂမိတတိဥဒ္ဓဘေတုနိဗ္ဗာဒေနဥဒ္ဓကုံမောပိပုရတိဒီရောပုရတိပုံညတထောကံပိအာစိနံမာဝမညတပုံညတကိုယ်တော်ကောင်းမှုပြုရမှာကိုမကြောက်နဲ့မလန့်နဲ့နောက်ဆုတ်ပြီးတော့မနေနဲ့ကိုယ်တော်ကောင်းမှုပြုရမှာကိုမကြောက်နဲ့တဲ့မြတ်ဗုဒ္ဓကဘယ်လိုပြောကိုယ်တော်ကောင်းမှုပြုရမှာကိုမကြောက်နဲ့မာဝမညတပုံညတနာဂမံအာဂမိတတိငါပြုတဲ့ကောင်းမှုကနည်းနည်းပဲလေလို့အထင်မသေးနဲ့ငါပြုတဲ့ကုသိုလ်ကောင်းမှုကိုနည်းနည်းလေးပဲဆိုပြီးတော့အထင်သေးရမှာလားအထင်မသေးနဲ့တဲ့ဥဒ္ဓဘေတုနိဗ္ဗာဒေနဥဒ္ဓကုံမောပိပုရတိဒီရောပုရတိပုံညတထောကံပိအာစိနံကိုကနည်းနည်းနဲ့ပြုတ်ပါများလာရင်အေယာမှာကြီးကျယ်တဲ့ကောင်းမှုကြီးဖြစ်သွားတယ်။ဘာနဲ့ဥပမာပေးထားသလဲဆိုရင်ဥဒ္ဓဘေတောနိဗ္ဗာဒေနဥဒ္ဓကုံမောပိပုရတိမိုးရွာလာတဲ့အခါမှာမိုးရေစက်လေးတွေကဒဇက်မိတ်အောက်ကနေပြီးတော့ကြမလာဘူးလားဗျာ။အဲလိုမိုးရွာတဲ့အခါမှာမိုးရေမိုးပေါက်လေးတွေဒဇက်မိတ်ကကြလာတာကိုအိုးကြီးအိုးငယ်အသွယ်နဲ့အောက်ကဒဇက်မိတ်အောက်ကခံထားမယ်ဆိုရင်ကြီးကျယ်တဲ့အိုးကြီးတွေမိုးရေစက်လေးတွေကြပါများလာရင်ပြည့်မသွားဘူးလားဗျာဒါကြောင့်ဥဒ္ဓဘိန်တော်ပြီဥဒ္ဓကုံမောနုပါဒေနဥဒ္ဓကုံမောပိပုရတိမိုးရေစက်လေးတွေကဖြည်းဖြည်းနဲ့နည်းနည်းကြပါများလာရင်ဒဇက်မိတ်အောက်မှာခံထားတဲ့အိုးကြီးအိုးငယ်အသွယ်ကမိုးရေစက်တွေကတဖြည်းနဲ့ပြည့်လာသလိုပဲတဲ့ဦးဇင်းတို့တိုင်းတစ်ပါးရောက်ထိုင်းနိုင်ငံရောက်မြန်မာပြည်သားညီကိုမောင်နှမဆွေမျိုးသားချင်းအပေါင်းတို့ကသူကနည်းနည်းကိုကနည်းနည်းဆိုပြီးတော့စုပြီးတော့လှူလာလိုက်တာယခုမိမိတို့ရည်ရွယ်တဲ့18ကြိမ်မြောက်ယဟန်ခံရှင်ပြူပွဲကြီးအောင်မြင်သွားတယ်မအောင်မြင်လားဗျာအောင်မြင်သွားတယ်အဲ့ဒါသမစိတ်တလို့ခေါ်တယ်ဘာလို့ခေါ်သမစိတ်တဆိုတာညီညွတ်တာကိုပြောတာသမစိတ်တဆိုတာဘာတဲ့တော့ညီညွတ်လို့ယခုလိုအောင်ပွဲကြီးဆင်နွှဲနိုင်တာလို့ဒီလိုလေးဝမ်းပန်းတတာဖြစ်ပြီးတော့နှစ်ဟောင်းကုန်ပြောင်းနှစ်သက်သို့ကြာရောက်နေအချိန်ကာလမှာတို့တွေကိုယ်သို့ကောင်းမှုနဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်ကိုကျေးဇူးဆက်တဲ့အနေနဲ့သံဃာတော်အရှင်သူမြတ်တို့ရဲ့ဂုဏ်တော်ကိုကျေးဇူးဆက်တဲ့အနေနဲ့ရည်မြော်မှန်းပြီးတကားလားဓမ္မနောကဓမ္မဒါနသာသနာအမွေခံကုသိုလ်ကောင်းမှုကိုတို့စုပေါင်းပြီးတော့ပြုလို့အောင်မြင်ရတယ်လို့အဲဒီလိုဝမ်းပန်းတသာဖြစ်ပြီးတော့မိမိတို့ပြုလို့အားထုတ်ရတဲ့ကုသိုလ်ကောင်းမှုအစုစုကို30ပုံသားဝေနေရတို့ကအမြပေးဝေရင်မကောင်းဘူးလားဗျာသိကောင်းတာပေါ့မကောင်းဘူးလားဗျာပင်မထားတာသိကောင်းတာပေါ့သာသာရဘုန်းကြီးတော်ပူလွန်းလို့ထပြေးသွားပြီနော်သိကောင်းတာပေါ့ကဲဒကာဒကမတွေဥစဉ်ဩဝါဒပေးအသိပေးတဲ့စကားကအများကြီးမှတ်เสียမလိုပါဘူးသင်္ကန္တဆိုတာပြောင်းလဲခြင်းတဲ့ပြောပါဠိလိုလေးလည်းပြောအောင်လေဗျာသင်္ကန္တဆိုတာအဲ့ဒါကိုအများခေါ်နေတာကဗါတဲ့တော့သင်္ကြန်တဲ့သင်္ကြန်ဆိုတာရေပတ်မယ်ဟုတ်လားနှစ်ဟောင်းကုန်ပြီးတော့နှစ်သက်ကိုကူးတာအဲ့လိုနှစ်ဟောင်းကုန်ပြောင်းနှစ်သက်ကိုရောက်တဲ့အခါမှာဘာလုပ်ရမလဲကုသိုလ်ကောင်းမှုလုပ်ရမယ်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်းပဲတို့ကနည်းနည်းလေးပဲလုပ်တာဆိုပြီးတော့ထင်သေးလို့ရမလားမိုးရေပေါက်တွေကြပါများလာရင်အောက်ကခံထားတဲ့အိုးကြီးအိုးငယ်အသွယ်ပြည့်သွားသလိုပဲကိုပြုတဲ့ကုသိုလ်ကောင်းမှုကပြည့်သွားတာပဲမှန်ရဲ့လားရောက်တော့မှတ်မိပါပြီနော်ဒီလိုကုသိုလ်ကောင်းမှုမျိုးပွဲကိုအောင်မြင်အောင်ဘ
လိုလောက်ကြမလဲဆိုရင်သမာစိတ်ဓာတ်တူများတဲ့စိတ်ဓာတ်ထားရမယ်ဘယ်လိုစိတ်ဓာတ်ထားဘယ်လိုစိတ်ဓာတ်ထားမယ်တူများတဲ့စိတ်ဓာတ်ဘယ်လိုစိတ်ဓာတ်ရနည်းနည်းတူများတဲ့စိတ်ဓာတ်ထားပြီးတော့18ကြိမ်ကနေပြီးတော့18ကြိမ်18ကြိမ်ကနေပြီးတော့19ကြိမ်အကြိမ်ပေါင်းများစွာဒီထမ်းရောက်မြန်မာတိုင်းသားညီကောင်မောင်နှမဆွေမျိုးသားချင်းအပေါင်းတို့တိဓမ္မကကြိုးစားပြီးတော့တိုးပွားအောင်ကြိုးစားလှူဒန်းနိုင်ပါစေအားထုတ်နိုင်ပါစေလို့ဦးဇင်းများကစန္ဒပြုကြတယ်နော်စန္ဒပြုရင်မိမိတို့ပြုတဲ့ကုသိုလ်ကောင်းမှုကိုရေစက်ချအမြပေးဝင်မယ်တေတောမာကံယရဏသုံးပါးစေကညာတိတိုင်းတစ်ပါးရောက်သင်မြမတိုင်းရင်သူတိုင်းရင်သာညီကိုမောင်နှမဆွေမျိုးသားချင်းတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်သဗ္ဗရာနေရောညပါခခသိနေဘေယသာဘေပေါင်းရန်ပေါင်းအန္တရာယ်ပေါင်းတို့မှာကင်းဝဲကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေသောကသာစိုးရိမ်မနှောင်ကြောင်းကြပူဆွေငိုကြွေးခြင်းအစရှိသောတောကပေါင်းတို့မှာကင်းဝဲကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေရောဂါသာ96ပြတ်သောဘေးယောဂဆိုကဆိုပေါင်းတို့မှာကင်းဝဲကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာဆင်းရဲဒုက္ခပေါင်းတို့မှာကင်းဝဲကြကုန်သည်လည်းဟွန်တို့ဖြစ်ကြပါစေကုန်သတည်းဒုက္ခိနံကိုယ်စိတ်နှပြချမ်းမာချမ်းသာကြကုန်သည်သာဖြစ်၍ဒီဃာယုဃာကောင်းသောအသက်ရှင်ခြင်းရှိကြကုန်သည်ဟွန်တို့ဘဝန္တို့ယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း